မင်္ဂလာပါအေးဝမ်းစတာပြေပါကျေးဇူးပါကိုကြီးနေအောင်လို့ကျေးဇူးပါရှင်ကိုမြတ်လည်းညီမလေးကိုကြည့်ပြီးတော့ကိုကြီးတကယ်ပြောတာကောင်းကဲ့မဟုတ်တန်းပြီးမထားနဲ့ကိုကြီးတည်လားဘလို့လဲဆိုတော့ငါကိုကြီးနားထောင်နေလားတော့မသိဘူး host တယောက်နားမှာနေကြည့်လိုက်ဖြိုးလို့မတူလို့ကတိုင်မင်လို့ရတယ်တိုင်မင်ဘာမှဖြိုးလို့ဘာမှကိုအဆက်ကလေးဟဲ့လို့တိုင်မင်ဘသူကဘယ်ဟောရမယိုးသားဘူးကိုကြီးอ่ะဖြိုးလို့လည်းယိုးသားလားလို့ပြောမယိုးသားဖြိုးလို့လည်းထားခဲ့တာပဲဘီကိုမဆပ်ပိုရာနဲ့ကြိုက်ခဲ့ဘူးတယ်ဆပ်ပိုရာနဲ့ဒါပေမဲ့ဟိုမဖြစ်ဘူးစိတ်ဝင်စားတယ်ဆက်ပြောတဲ့ဘာစိတ်ဝင်စားတယ်ချတထား level 28ဟဲ့လို့ကြိုက်ခဲ့ဘူးတယ်ဒါပေမဲ့နောက်ကျတော့ဘလို့ဖြစ်လဲဆိုတော့ကျတော့ဘလို့ပြောရမလဲအခုထားကွာပြောပြမယ်အခုညီမလေးစပိုရာတယောက်နေကြိုက်နေရထားအောင်နော်နောက်ထပ်စပိုရာတယောက်ကလာတယ်အခုကွာညီမလေးမှာတော်ဝမ်းနဲ့ဖြစ်နေပဲထားဖြစ်နေအဲ့ကြကိုကြီးကလာတယ်ဒါပေမဲ့ကိုကြီးကအဲ့1000လောက်ချပြီးတော့အဲ့ကြလို့ရှိရင်အဲ့ဒီကြိုက်နေတဲ့လူတွေကစကားရများပြီးဒီကောင်လေးကဘာဖြစ်တုံညာဖြစ်တုံလေအဲ့လိုမျိုးတွေရှိအဲ့ကြောင့်ညီမလေးကခုနောက်ပိုင်းလုံးဝမထားပြီးကိုမှရီးသားမထားဘူးအဲ့ကြောင့်ကိုဘယ်လိုပြောရမလဲရှိပြီးသားအစကလေးကကိုတော့မထားနဲ့ဟဲ့ကိုကြီး SPM 2နဲ့ကိုကြီးဘယ်သူလဲမသိမင်္ဂလာပါမထားနဲ့ကိုကြီးချနိုင်နေတဲ့အချိန်မှာကောင်းပြီလိမ့်မယ်ကိုကြီးမချနိုင်တော့ဘူးတစ်လနှစ်လအကိုကြီးလူသုံး2လပြစပိုးလည်းမပေးနိုင်အကိုကြီးတို့လည်းဘယ်လိုပြောမလဲနိုင်ငံခြားမှာနေရတာပြောတာအလုတ်ကလောရတာပဲလीဒါကရတာမို့ကိုရီပေးရလွန်းနဲ့ကာဖီတစ်ခွက်တောင်နဲ့မတောက်နိုင်ဘူးတဲ့အဲ့ဒါကိုပြောတာလीနောက်ပိုင်းကျကိုကြီးတို့ကြဘာကြံလဲဘာမှမကြံဘူးဟောတွေကြတော့ဘာဖြစ်သွားလဲဟောဖြစ်သွားတယ်ကိုစိတ်ဆင်းရမယ်လို့ကိုမလုပ်နဲ့ညီမတို့လည်းဒါပေမဲ့ညီမတို့လည်းဟိုစပိုတာညီမတို့ဘယ်လိုဟော့တွေလည်းခံရတာပဲကိုကိုအမြဲတမ်းစပိုပေးနေတဲ့လူတယောက်ကတခြားတယောက်ကိုတွားလို့ရှိရင်ခံစားရတယ်အဲ့တခြားတယောက်နဲ့လေအဲ့တခြားတယောက်ကိုလည်းအလိုနေနဲ့မုန်းလာတယ်အဲ့လိုမျိုးတွေလည်းရှိတယ်အဲ့ဒါပြောတာနောက်ဆုံးမှကျတော့စပိုရာနေမှာဘာကြံလဲဘာမှမကြံဘူးအလုပ်တွေတအားဖိလုပ်ပြီးတော့မချတော့ဘူးအဲ့ဆိုအမဟုတ်ချလို့ရအဲ့လိုပြောမှာမဟုတ်သမီးရီးစားမထားနဲ့လို့ပြောတာမချနဲ့လို့ပြောတာမဟုတ်မြောက်ချအော်အများကြီးချခိုင်းတာမဟုတ်တော့ကိုကြီးအဆက်ကလေးချလေးကိုကြီး level 45အဲ့လိုပြောတာညီမလေးတာဆိုလို့ရှိရင်ဒီလိုပြောညီမလေးတာရစပိုတာလုပ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးတွေးမှာချမယ်မချအောင်မဟုတ်ဘူးပေါင်းသင်းဆက်ဆံရေးကိုကြည့်လိုက်မယ်ညီမလေးတို့ဟုတ်ပါပြီတဲ့မပြောတော့ပါဘူးသိပြီးတတ်ပါပဲခမရသိပြီးတတ်ပါပဲနှော့ကိုကြီးအချစ်ရအေးထုတ်ပလိုက်တော့အဲ့ဒါကိုပြောချင်တာဂုရှ်ဟယ်လိုအရင်လိုပဲပြောနေတော့အဲ့ဒါကိုပြောချင်တာညီမတို့မတူနဲ့ရောလို့ရအခုမပူစီဖြိုးမတူရှိမယ်မပူစီရှိမယ်ဖြိုးရှိမယ်မအိမ်တို့ဘသူတို့ရှိမယ်အဲ့ဒါထားပါသူတို့ကလည်းသူတို့ခန္ဓာတွေသူတို့